ဘုရားလည်းဟောပြီးသွားပြီအမြပြီးတော့နော်ဒီမှာဗျာအိတ်လုံးမှဟာကဘာလုပ်တာတော့ဒီမှာကျမသိသေးဘူးကျန်ရှင်ပြင်နိုင်နေတယ်လို့ညွတ်ခိုင်းမလို့ဟာတော့ပြောဒီကတော့တေးတွေကတော့ကြီးတော့မှာပဲခါးနေကြောင်းခါးနေကြီးနေတော့ခန္ဓာရှင်ပါရှိကျွေးရှိပါရဲ့ကျွေးရှိပါရဲ့ဘာဘလို့တော့အကျွေးရှိရမှာတော့ခန္ဓာရှင်ဒုက္ခရှိတာငါတော့အကျွေးရှိတယ်ဟာငါတော့ကျွေးရှိတယ်ဟာဘုရားဘာကျွေးနေနှလုံးကျွေးနေပါလားဟောတပည့်တော်ဘုံဘုံဒီနှလုံးကလန်တောင်းလို့ဒီတိုင်းတော့တပည့်တော်လေဘုံဒီနှလုံးကလန်တောင်းရင်ကျွေးတယ်ပါပဲမတောင်းလို့လေနိစ္စဒုက္ခအနတ္တလူဘဝရောက်တကားတို့ဘာရကြမမရပါဘူးဗျာ